အခုကဘာနဲ့တူလုံးဆိုတော့ရာရှင်ကိုမြောက်ကမောင်းထုတ်တယ်လို့ဖြစ်နေပြီရာရှင်မြောက်မောင်းအိမ်ရှင်အဲ့ထောင်းကြားကနွားကြောင်းမြေခွေးတွေကတရဖူဆောင်သခိုးနဲ့ဓမြပေါင်းဘိုးဘွားအမွေရသမျှနဲ့ရောင်းဥစ္စာသောတိုင်နန်းတွေကဥစ္စာဆောင်တွေထွက်လာတဲ့အတိုင်းပဲမိုးဦးကြမှိုတွေများပွင့်တယ်လို့ပဲပြုံးနဲ့တစ်သက်လုံးဘယ်ရောက်နေမှမသိတဲ့လူတွေပေါ်လာပြီမင်းကဘယ်သူတော့ဟာပြီးရတဲ့ငါနဲ့ကဘာကြီးလို့မဲထဲလို့ကျွန်တော်အမတ်ဖြစ်သွားကျွန်တော်လေးဘာကြီးရဲ့ဩမင်းပြန်ပေါ်လာသေးတယ်ကွငါမင်းသေးပြီးမှတ်နေတာဗျဒီရလို့သောက်တာအထက်9កောင်4កောင်လောက်ပါဇက်ထဲဝင်ပေါ့နော်ဒုဗမာသချင်းအဲ့တော့မာဖလာကြီးတွေနဲ့ပတ်နောက်ကသပင်ကြီးတွေပြောင်နဲ့တိုက်ပုံနဲ့ဟွန်းတရိုးကြီးတွေနဲ့ဘာချာကြီးတွေနဲ့1930ကတိုးတက်တဲ့လူငယ်တွေကဒုဗမာသချင်းကို YMB သခင်တင်ကိုရေးခိုင်းပြီးဆိုတာတနိုင်ငံလုံးပြန့်သွားတယ်သိကောင်းတဲ့သချင်းပဲကလေးတွေအတွက်ကျွန်တော်ဆိုပြပါရစေတစ်ပိုက်တော့တကောင်းပြရသာဒုဗမာသာဟိမျိုးသာပမညိုကုန်သေးလားမျိုးချနဲ့တိုင်းတစ်ပါးကိုသောတိုက်ခိုက်ခါအောင်ရဲ့ရာတို့ဗမာစိတ်မှန်ငယ်အစစ်အဖြစ်ကြီးဖြစ်လေခင်းတလေကျုံရထုံးနေမသွေလောကဓမ္မရာဘေငါတို့ကံခေစိတ်မှန်ငယ်အစစ်တို့ကိုမင်းကိုချင်းကိုထိတ်ကိုနန်းနဲ့နေခဲ့တဲ့လူမျိုးအခုတော့ကျွံဖြစ်ပြီအခုတော့ထင်းဖြစ်ရပြန်ပြီစိတ်မပူနဲ့မှန်ကင်းတလဲထင်းတလဲတို့အလဲလာဦးမယ်အခုကဘာလို့တို့ကကျွံဖြစ်တာတော့ကံခေလို့တဲ့တို့ရှင်ဘုရင်ပါသွားပြီသူ့ဇာတာကညံ့လို့တိုင်းပြည်ဇာတာညံ့လို့တို့ကျွံဖြစ်တာတဲ့မဟုတ်ဘူးတော့ကျွန်တော်တို့ညံ့တာကျွံဖြစ်တာပညာမတတ်လို့ကျွံဖြစ်ခဲ့တာကျွန်တော်တို့ကျွံ3ခါဖြစ်ခဲ့ဘူးတဲ့ဘာကြီးတော်မင်းလက်ထက်အခုနနာမတော်မင်းတို့ရဲ့ရှင်ဘုရင်ဘာကြီးတော်လက်ထက်ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်တယ်ကျွန်တော်တို့ရှုံးတယ်တိုင်းပြည်ရဲ့3ပုံ1ပုံပေးလိုက်ရတယ်နော်အမရပူရခေတ်ရောက်တော့ဗကံမင်းလက်ထက်ဒုတိယအကြိမ်အင်္ဂလိပ်နယ်ပဲကျွန်တော်တို့စစ်ဖြစ်တယ်တိုင်းပြည်ရဲ့3ပုံ2ပုံပေးလိုက်ရတယ်မန္တလေး1249ခုမင်းတို့မင်းကြားကြီးရဲ့သားတော်သီပေါမင်းလက်ထက်တတိယအကြိမ်စစ်ဖြစ်တယ်တတိယအကြိမ်မှာလည်းကျွန်တော်တို့ရှုံးတယ်တိုင်းပြည်ရဲ့3ပုံစလုံးပေးလိုက်ရတယ်ပညာမတတ်လို့ကျွံဖြစ်တာ3ခါစလုံးရှုံးတယ်3ခါစလုံးတိုင်းပြည်ဖဲ့ပေးလိုက်ရတာနောက်ဆုံးလုံးဝကျွံဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာဒီသချင်းပေါ်လာတော့တိုင်းပြည်ဟုတ်သားပဲအမျိုးသားသချင်းပေါ်လာတော့မယ်1948ခုနှစ်ဘုရားအောင်စာမကြဆုံးခင်လေးမှာဒီနိုင်ငံတော်သချင်းကိုခုနနိုင်ငံတော်သချင်းကိုအတီးပြုတ်ပြဋ္ဌာန်းတယ်တရားမျှတလွတ်လပ်ခြင်းနဲ့မသွေးဆိုသချင်းအဲ့ဒါဘယ်ရယူတယ်လဲအခုကျွန်တော်ဆိုပြတဲ့တကောင်းအဘိယာသာဆိုတဲ့ရှိခဲ့ဘူးတဲ့သချင်းကယူတယ်1930တုန်းကတို့ဗမာသချင်းထဲမှာအပိုက်တစ်ပိုက်ပါတယ်ဩအမျိုးသားရင်တို့ကြကြပါတို့ဗမာအခုကလေးတွေဆိုတဲ့နိုင်ငံတော်သချင်းမှာအဲ့ဒီအလိုက်ပြန်ထည့်ထားတယ်တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေ1930သခင်လူငယ်တွေဆိုခဲ့တဲ့ထဲမှာတစ်ပိုက်ပါတယ်အရှိကနေဝန်းထွဲသိပမာပဒုက္ခကိုတော့ရောက်ရမည်မှာမလွဲပါတို့ဗမာအခုကျွန်တော်တို့သားသမီးတွေဆိုတဲ့သချင်းထဲမှာအလိုက်ပါတယ်မြတ်လူခံသိရင်ရောက်သေးဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေ
သခင်လူငယ်တွေ1930ဆိုခဲ့တဲ့ထဲမှာပါတဲ့ဗမာပြည်တစ်ဝါအကုန်ကိုအိမ်မှတ်ပါကိုရာမှတ်ပါအေရာတို့ဗမာအခုအဲ့ဒီလိုက်ကလေးကျွန်တော်တို့နိုင်ငံတော်သချင်းထဲမှာပါတယ်ပြည်တော်စုအမွေအမြဲတည်ကြစေဒိဋ္ဌံပြုပေထိမ့်သိမ့်စိုးလေပြည်တော်စုအမွေဆိုတာနှမျိုးရှိပါတယ်တစ်မျိုးကအခုနတရားမြတ်တာချင်းလွတ်လပ်ရှင်ချင်းရန်ချင်းဖွင့်တူညီမျှခြင်းအဲ့ဒါစိတ်ဝတ္ထုအမွေရုပ်ဝတ္ထုအမွေကတော့ကျွန်တော်တို့ရဲ့နိုင်ငံတော်တလက်မှအပုံးချမခံပဲစောင့်ရှောက်ခဲ့တဲ့ကျွန်တော်တို့ဘိုးဘွားတွေထားခဲ့တဲ့ကျွန်တော်တို့နိုင်ငံတော်အဲ့ဒါရုပ်ဝတ္ထုနိုင်ငံတော်ပြည်တော်စုအမွေကိုတိုင်းသူပြည်သားဟောဒီထဲကတဦးချင်းဓာန်တူညီမျှရပိုင်ခွင့်ရှိရမယ်အဲ့လိုမဟုတ်ပဲသူတို့ကရနေပြီတိုင်းပြည်ကဆင်းရဲတဲ့ဆင်းရဲလာနေပြီဆိုရင်အဲ့ဒါတရားမျှတခြင်းမရှိတဲ့လူဖွဲ့စည်းဖြစ်သွားပြီပြည်တော်စုအမွေကိုတိုင်းသူပြည်သားတဦးချင်းကအထိတ်အလန့်မရှိစိုးရိမ်ကြောက်ကြခြင်းမရှိနိုင်လူမင်းထဲမရှိသောကဗျာပါရမရှိကြီးလန့်ဇာသားမရှိစိတ်မချမ်းမသာမရှိတဦးချင်းရယူပိုင်ခွင့်ရှိရလိမ့်မယ်ကဘာတိတပိနောင်လာနာပကောင်းစားဖို့ရာတို့ကိုကျိုးလုံးမပါဆိုတဲ့စိတ်ဓာတ်ကျွန်တော်သားသမီးတွေကိုအမွေပေးရလိမ့်မယ်ငါတို့အတ္တမကြီးကြဆိုနဲ့တို့နိုင်ငံတော်တို့စောင့်ရှောက်ကြဆိုတဲ့စိတ်ဓာတ်မိဘတွေမှာတာဝန်ရှိသလိုပဲဒုတိယမိခင်ဖခင်များဖြစ်သောဆရာမများကလည်းကျွန်တော်တို့ရင်သွေးရဲ့စိတ်แท้ကိုနိုင်ငံတော်ကိုချစ်တဲ့စိတ်တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်ထည့်ပေးရတော့မယ်ကျွန်တော်တို့ရောသွားလို့မဖြစ်တော့ဘူးဒီတိုင်းလွတ်ထားရင်ကြောက်မြရနာတွေကကြောက်ခဲသလဲတောင်ကြာမှာမဟုတ်တော့ဘူးပင်လယ်မြစ်ချောင်းတွေကငပြင်းသလဲတောင်ဖမ်းလို့ရမှာမဟုတ်တော့ဘူးစစ်တော်တွေကသင်္ကုတ်တူတွေကြီးပဲကြံရင်မြေတွင်းတက်တွေကအခိုးငွေ့တောင်မထွက်တော့ဘူးဆိုရင်တတ္ထုတွေကတန်တူတန်စတောင်အိမ်ရိပ်ဆရာမရှိတော့ဘူးဆိုရင်ကျွန်တော်တို့လက်ဆင့်ကမ်းရမယ်သားကလေးတွေသမီးကလေးတွေနောက်အိုးခွဲဘဝနဲ့နေရလိမ့်မယ်သိကြောက်စရာကောင်းနေတော့သိအရေးကြီးတဲ့အချိန်ခါကိုရောက်နေပါပြီကြပြဆရာမောင်နေတစ်ကရေးတယ်အခုကဘာနဲ့တူလုံးဆိုတော့ရာရှင်ကိုမြောက်ကမောင်းထုတ်တယ်လို့ဖြစ်နေပြီရာရှင်ကသူ့ရာလေးသူလုံးနေတာမြောက်ကဝင်လာပြီးရာရှင်မောင်းထုတ်တော့မြောက်ကရာရှင်ဖြစ်သွားတယ်ရာရှင်မြောက်မောင်းအိမ်ရှင်ဧထောင်းကြားကနွားကြောင်းမြေခွေးတွေကတရဖူဆောင်သခိုးနဲ့ဓမြပေါင်းဘိုးဘွားအမွေရသမျှနဲ့ရောင်းအေယာဝရီရခိုင်ကချင်လက်ပလောင်းလိန်ညာမူသားခေတ်ကားမပြောင်းမြမမြေပုံခါတချမ်းဆောင်ခါတချမ်းဆောင်တဲ့မြေပုံကိုကျွန်တော်တို့ပြန်ထူမှတ်ရမယ်အချိန်ခါကြီးကျွန်တော်တို့ပြေးလိုက်ရတဲ့နှစ်တည်းကြာလာပြီနော်သိနှမျောစရာကောင်းတဲ့အိုသွားရပြီမျောရင်းဆောင်ရင်းနဲ့ရင့်ကျက်ကုန်ရပြီဆင်းရဲတဲ့ဆင်းရဲသင်းနဲ့လှော်ထားတဲ့မကြီးစီလိုအယောင်တွေပေါက်ကုန်ပြီတိုင်းပြည်ကချမ်းသာရဲ့သားနဲ့ကျွန်တော်တို့ဘာလို့ဆင်းရဲနေတာတော့ကျွန်တော်တို့ပြေးလိုက်ရတဲ့နှစ်တွေကအများကြီးပါပဲလားလို့စဉ်းစားကြည့်ပါဦးတခါတစ်ကပြန်ဆဖို့ဆိုတာလေမြစ်ရည်တွေကစီးသွားကြပြီရွာထိပ်ကညောင်ပင်ကြီးလည်းမရှိတော့ဘူးရွာဦးစီရီတော်ကြီးလည်းအိုကြီးအိုမထီးတော်မြေခကုန်ပြီဘာကြီးမုံတို့ထွေးညူလို့လည်းမရှိကြတော့ဘူးသာတင်လည်းကဘာအပြင်ရောက်သွားပြီထင်ပါရဲ့ကြီးမြင့်လည်းမီးမပွင့်နိုင်တော့ဘူးပောက်ပင်အိုကြီးတောင်မီးလောင်သွားရှာပေါ့လေယာချောင်းမြောင်းသယံဇာတသဘာဝအမွေနှစ်တွေသခိုးဓမြချစားကြွက်ကြိုက်ရေလိုက်ငါလိုက်ဒလေးနဲ့ငါတို့နေခဲ့ကြတာကြာပြီပဲကိုစားရမယ်နှစ်ယောက်မှမြစ်ကတောင်မထုံးပြန်ဘူးအဖေချေဘွားတွေကကွဲမင်းရဲ့အမိကောင်းတကောင်လုံးပြောင်းမှုဖြစ်လို့သားလေးရှင်ပြုမဲ့နှစ်မှမိုးကခေါင်လွန်းလိုက်တာငါတို့ပယောဂတွေမပါဘဲနဲ့မျောသွားတဲ့နှစ်တွေအများကြီးပါပဲလားငါတို့ညံပြင်းတာမဟုတ်ဘဲနဲ့ငါတို့စင်စင်ရဲရဲနေခဲ့ရတဲ့
ကာလတွေကအကြာကြီးပါပဲလားဒီကကျွန်တော်တို့ရုံးထရမယ်အချိန်ရောက်ပြီဟုတ်ပြီကျွန်တော်ဟောပြောချက်အမင်းနဲ့ကျွန်တော်အသိဉာဏ်နည်းကြတာကျွန်တော်ပြောခဲ့ပြီအမေတော့ကျွန်တော်တို့ခဲ့တယ်နေဝင်းမြင့်တို့10နှစ်သား17နှစ်သားလွန်ခဲ့တဲ့နှစ်50ရွာမှာအကုန်ဆင်းရဲတယ်နေဝင်းမြင့်တို့ပစိုးမရှိဘူး17နှစ်သားရွာထဲမှာရွယ်သူတွေဘယ်သူမှပစိုးမရှိဘူးပစိုးမရှိလို့ဘောင်းမရှိသလားဘောင်းမလည်းမရှိဘူးနော်မျက်စိနဲ့မြင်ကြည့်ယူနီဖောင်းကတစ်မျိုးတည်းဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြီးပဲမရှက်ဘူးရှက်စရာရှိလို့ပစိုးရှာတယ်ပစိုးကမရှိဘူးအဖေကြောင့်တစ်ထည်တည်းဝတ်ရတယ်အင်းကြီးဟာပြေးကြီးနဲ့အင်းကြီးကျဲသိနှလုံးပါတဲ့ကောင်ရွာမှာတထေးသားပဲလေဘင်းကိုအမေကချီမန်းကိုကြီးကနုကမအပြားကြီးနဲ့ခြီပေးအမေဘာကောင်းတာလဲမပြောတာဘူးသူများခြီလို့မင်းခြီပေးတာပဲနေဝင်တရောအမေသွားမယ်ဆိုရင်အမေကလက်နဲ့တက်ဆင်ပေးလိုက်တာပဲတပြားမှမကုန်ဖနှောင်းကမြေမှုန့်တစ်ခုသုတ်ပေးလိုက်တာသွားတော့ကျွန်တော်တို့ဒီလိုကြည့်ရတာညဘက်အိမ်ခေါင်ပေါ်ကငှက်ဆိုးထိုးသွားတယ်ဂီးကနေတော့ထိုးသွားရင်ငှက်ကိုကြောက်ရတယ်အမေကသားလေးနှစ်ယောက်ဖက်နင့်တန်နင်ခံနဲ့ငှက်ကခံသလားမခံသလားမသိဘူးကျွန်တော်တို့သားမိကတော့စင်ရဲတွင်းကတစ်ခါမှမတည့်ရဘူးအမေကခွဟဲ့လွဲပါစေပယ်ပါစေငှက်တောင်ကြောက်ရတဲ့ဘဝတွေနဲ့ကြီးခဲ့ရတယ်နော်သိစိတ်ဆင်းရဲစရာကောင်းတဲ့ဘဝတွေပေါ့စေထုရွာမှာအခုမှစေယုံမှာစေးမရှိတာမဟုတ်ဘူးကျွန်တော်ငယ်ငယ်ရတယ်မရှိဘူးအဲ့ဒါတော့အစိုးရကသိကြော်တာပဲရင်နွေးဦးကြီးနဲ့ပြုတ်ထားတာအတ္တိပြုတ်ကဘယ်လောက်ရှိလဲဆိုခလေးတွေရေပြုတ်တဲ့ပိုက်လောက်ရှိတယ်အကချောင်းကြည့်ဟိုဘက်ဒီဘက်မြင်ရတယ်အဲ့ဒါရင်နွေးနဲ့ပြုတ်ထားတာဆရာမကအနီဝတ်လားအပြာဝတ်လားအစိမ်းဝတ်လားဖယားမှသိမှာပဲဘာလို့တခါမှယူနေပါမဟုတ်ဘူးနေမကောင်းတာနဲ့လာခဲ့ကောင်လေးဂရင်ပေါ်တက်ရင်နွေးတွေကကြက်နဲ့ညှက်နဲ့ဆွဲထုတ်အခုနအကုလိုကြလိနဲ့လှက်တက်နေပြီဆိုဂရင်ပေါ်ကယောဂါက40သားမရှိတော့ဘူးဒီအကြီးထိုးတော့မှကြောက်စရာကြီးဘယ်နဲ့စလင်ပလင်းလေးတွေကဆေးကိုပြုတ်နဲ့လို့ကိုယ်ဝက်လှည့်ရင်ယောဂါအဝက်သားချာမှာတော်ကံကောင်းမှတစ်ချက်သေးဝင်လာပို့နေတာတင်မကိုကြာကြီးပြီးတော့မှဘောက်စုထိုးမရဘူးခုံထွက်နောက်တစ်ချက်မရဘူးခုံထွက်တတိယချက်ပေါက်ဆိုတော့မှအသားလေးဝင်သွားကောင်းလေးအိမ်ပြန်မင်းမေကိုပြောရေနွေးချက်ထုတ်ထိုးပေးလို့ပြောထုတ်ခဲ့စမပစိုးလေးရန်လေးကင်သွားပစိုးမွေသွားနဲ့အိမ်သွားတော့အမေကစီးမိတယ်ဟဲ့ဘာပြောလိုက်တော့ဆရာမကအမေရေနွေးချက်ထုတ်ထိုးရမှာလေဟုတ်လားပြစမ်းပစိုးဆွတ်ချက်အဲ့ကျမှတင်မမှာအကတန်းတန်းပါလာဆရာမမေ့ပြီးမနှုတ်လိုက်ရသားလူမမာကိုအသာထားပြုတ်ဆူဆွဲဖြုတ်အမေကပြေးပေးရတာစေကန်းကိုဘာဖြစ်လို့လဲဒီအကုတ်တရားလုံးစောင့်နေတာတချောင်းပဲရှိတယ်နော်အခုနာနုန်ဤပညာနဲ့ထုတ်ထားတဲ့ disposable syringe တခါဆုံးအတ္တိဖြဲလိုက်တာနဲ့ထိုးပြီးလွှတ်ပြကျွန်တော်တို့ကအဲ့အတချောင်းပျောက်သွားရင်မတွေးရဘူးအဲ့ဒီအနဲ့လူဖြစ်လာတာနေဝမင်းတို့ကင်းကြိုက်သလားနာသလားလွယ်လွယ်လေးကြီးပလာတော့ငှားတာပဲရှိတယ်ငါကြီးပလာငှားပြီးတန်ချောင်းနဲ့ခောက်တောင်းဆိုမနာတော့ရင်ကြက်သလားသားလွယ်လွယ်လေးသသမိုင်းသွားလွှတ်စာတဆုပ်သွားယူအမေကပြုတ်တာပဲပြီးတော့သုံးခွက်တစ်ခွက်နဲ့တိုက်လိုက်တာကြောက်တာပဲနေဝင်းမြင့်တို့လွှတ်စာပြုတ်ယူနေကြီးလာတာကြောက်တာပဲအင်းပြင်ထတဲ့အမေလွယ်လွယ်လေးသားပက်လက်လန်းချက်ပေါ်စားပုံပြလိုက်တယ်10မိနစ်အင်းပြင်လေးပြေးဘာဆရာဝန်မှမလုပ်ဘူးရွာမှာဒီတိုင်းပဲဆေးရတဲ့ဆေးကမှတစ်မျိုးပဲရှိတယ်စကားအဲ့စကားကိုဖြော်ထားတာဆရာမဘယ်သူလာစကားပဲဆရာမခေါင်းကိုက်လို့ရော့တစ်ခွက်တော့ခြာလေနဲ့ပြန်သွားတာပဲဆရာမကျမဘိုင်းနာလို့ရော့စကားတော့ကိုဝန်ဆောင်ကလည်းခြာလေနဲ့ပြန်သွားတာမွေကိုက်လို့ရော့စကားပဲအဲ့ဒီစကားနဲ့အဲ့မွေစိတ်နဲ့ဘလို့ဖြစ်တယ်လဲမသိဘူးသေတာပြုတာမရှိဘူးပြမှာသိကောင်းတာပဲလက်ဖက်ရတစ်ခွက်တောက်ချင်တယ်ပေါ့တောက်လို့မရအောင်လို့
ယားမှာဆူတောင်းရတာနေဝင်းမြင့်လို့လက်ဖက်ရည်တောက်ခြင်းတမတ်အမလီလက်ဖက်ရည်ဆိုဒီမှာလူမမာတို့ဤဓာတ်စာဖြစ်၍အခြားမိသူနဲ့မှမပတ်သက်စေရဘုရားမှာဆူတောင်းရတယ်ဘုရားရှင်ဘုရားတပည့်တော်ပြင်းထန်ဖျားပါရစေဘုရားလက်ဖက်ရည်တောက်ခြင်းလို့ဘုရားနေတိုင်းဆူတောင်းတော့ဘုရားလည်းကြာတော့သနာတဲ့နဲ့တူပါရဲ့ရိုင်းလင်းနွေးလာကိုလေးပူလာတော့အမေပြီးပြောအမေလက်ဖက်ရည်ဝဲတော့ကျွန်တော်ဖျားပြီမေအမေကနှစ်ခုစမ်းကြည့်တယ်အဲ့လောက်နဲ့မရဘူးသားဟာဒုက္ခဒီဥပ္ပနှစ်တောင်ယူဂျိုင်းကြတဲ့ညက်တော့နည်းနည်းပူလာကရုံကကြီးလေးဖြစ်တော့အမေကလက်မကြည့်ဘူးမရဘူးကြောင်ကရမ်းပြောပြီဟာအဲ့ကြပြီပြေးဝယ်လာတမတ်နောက်တော့သိပြီဖျားတိုင်းကျွန်တော်တို့ကဖျားချင်းကြောင်ကရမ်းပြောတာအမေကတကယ်ထင်တာပဲသွားဝယ်လာပြီအဲ့တမတ်တန်လေးကိုသားကလူမမလိုင်စင်နဲ့အမေကအမေဆိုတဲ့လိုင်စင်နဲ့ဘသူအရင်တော့မလဲကြည့်နေတာနိုင်ဝဲကြတယ်ကြတော့အမေကမှန်းစမ်းသားယူရှရုပ်ကျွန်တော်ငယ်ငယ်တုန်းကအဲ့အမေရှရုပ်သိကြတာတဝက်ကုန်ပြီကျန်တာကမှမနဲ့တကြိုက်နေ့လေတကြိုက်ညတကြိုက်သွားရတာတော့ဦးနေဝင်းမြအပိုးလေးမပြောနဲ့မပြောပါဘူးဗျာဒီလိုနဲ့ဖိုးပွားတွေကမရွေ့ခဲ့ဘူးအဖေတို့အမေတို့ကလည်းမရွေ့ခဲ့ဘူးသွားတို့သမီးတို့အထိလည်းမရွေ့ရသေးဘူးလားကြာလိုက်တာတော့အချိန်လေးပေးရတာသိကြတာပဲဒါကြောင့်ကျွန်တော်တို့ကဘာပြောချင်တာလဲသိအရေးကြီးတဲ့ကာလရောက်လာပြီကျွန်တော်ဘယ်သူအတွက်ဘယ်ပါတီအတွက်မှမဲလာဆွဲတာမဟုတ်ပါဘူးရွေးကောက်ပွဲနီးပြီနော်ရွေးကောက်ပွဲနီးတော့မဲဆွဲတဲ့ပုံကိုယ်တွေကလည်းပေါ်လာလိုက်တာအခုကမှဥစ္စာကတိုင်နန်းတွေကဥစ္စာဆောင်တွေထွက်လာတဲ့အတိုင်းပဲမိုးဦးကြမှိုတွေများပွင့်တယ်လို့ပဲပြုံးနဲ့တစ်သက်လုံးဘယ်ရောက်နေမှမသိတဲ့လူတွေပေါ်လာပြီးဒီလဲလာမှာပဲနော်တစ်သက်လုံးမျက်နှာတင်းကြီးတွေအခုပြုံးနဲ့တလို့က Facebook ထဲမှာတွေ့တယ်အမမြေကြီးပေါ်ထိုင်ရလို့ပြောဟာမဟာပထဝီမြေကြီးတောင်3ခါလှုပ်သွားတယ်ကောင်းလေစွတသက်လုံးမြေကြီးပေါ်မထိုင်တဲ့လူတွေထိုင်နေကြပြီတသက်လုံးလူတို့ကြားထဲမှာထမင်းအတူမစားတဲ့လူတွေစားနေကြပြီမဲလိုချင်လို့လာစီယုံရေးစင်းတယ်ပဲပြောတိုင်းပြည်နဲ့လူတို့ဘလို့ခံစားနေရတယ်လဲသူတို့သိသွားတာအမျက်ပါပဲကာတွန်းတစ်ဝက်သတိရတယ်လေသမားကြီးကလေတွေကတက်လာတယ်ငန်းပြားကြီးနဲ့ပြီးခဲ့တဲ့ငန်းနှစ်ကအမတ်လောက်လာတဲ့လူကရွာပြန်ဆင်းလာတယ်ဟာဘာကြီးနေကောင်းလားခွန်းဘာကြီးကကြည့်တယ်အေးကောင်းပါရဲ့ကွာလုံးမင်းကဘယ်သူလို့ဟာပြီးခဲ့တဲ့ငန်းနှစ်ကဘာကြီးတို့မဲထဲလို့ကျွန်တော်အမတ်ဖြစ်သွားကျွန်တော်လေးဘာကြီးရဲ့ဩမင်းပြန်ပေါ်လာသေးတယ်ကွငါမင်းသေးပြီးမှတ်နေတာဗျအတုတွေကလည်းအများကြီးနော်သတိထားအပြုံးတွေကအတုနော်တကယ်မမှတ်နဲ့မေတ္တာတွေကလည်းအတုဘယ်ကမိသက်ကြီးရွာဥထိတ်လာချတရွာလုံးမီးလင်းစေရမယ်တဲ့သွားမလုံးနဲ့နောက်ထပ်ကြာသွားမယ်ဘယ်လောက်ကြာမလဲ4 သိန်းချေကဘာ3 သိန်းထပ်ကြာမယ်ဂယုဏကလည်းအတုအောင်မှာဝင်ကြီးတစ်ပါးကတလောကပြောနေတာခင်ဗျားတို့သားသမီးတွေတန်းနှစ်တန်းတက်တာနဲ့ကြောင်းထုတ်လိုက်တော့ကျွန်တော်စိတ်ယုံလာတယ်မယ်အလုပ်ပေးမယ်လေမြတ်စွာဘုရားတန်းနှစ်တန်းတက်ရင်ကြော်ရောပေါ်တဲ့ပညာခေတ်ကြီးထဲမှာတိုင်းပြည်ကအဆအရာနှိမ့်ကြတဲ့ဟောဒီကျွန်တော်တို့ပညာရေးစနစ်ကြီးမြင့်တင်ပေးပါမယ်မပြောဘူးနော်ပညာနိုင်ငံတော်ကြီးကိုကျွန်တော်တို့ထူထောင်တော့မယ်လို့သတိမပေးဘူးတန်းနှစ်တန်းတက်ရင်ကြောင်းထုတ်လိုက်ကျွန်တော်စိတ်ယုံထောင်ပေးမယ်လေစဉ်းစားရမယ်ချက်ကြီးအများကြီးပါပဲစားရတဲ့စီးတွေကအတုကြော်စားရတဲ့ကြဲဥကအတုငပိရတဲ့ခတ်တဲ့ငရုတ်သီးမောင်းကအတုစားအောင်စီတဲ့ပဲစီနန့်သွင်းတာရေပဲစီဆိုရောင်းတာကလည်းအတုမင်္ဂလာပါလို့နှုတ်ဆက်တာတောင်အတုပေါ်နေဒီလာတော့တိုးဂိတ်တွေဖြတ်ရတယ်ခါလန်းဆိုတိုးဂိတ်တဲ့ကောင်မလေးကမင်္ဂလာပါရှင်အေးဒုံမိတ်ချီလာသွားမလို့သမီး1000ပါရှင့်အေးရသမီးဟိုကစာရွက်ပြီးယူလာထွက်သွားမင်္ဂလာပါရှင်ဘယ်သွားမလဲရှင့်
တပပြားသွားမလို့သမီးရေဩကြောက်ပါတော့2000ပါရှင်အခုမင်္ဂလာပါနှုတ်မဆက်တော့ဘူးအပြင်မှာပန်းရောင်းတဲ့ကောင်မလေးတွေကစောင့်စုံပန်းကုန်းလေးတွေစပယ်ပန်းကုန်းလေးတွေနဲ့သူတို့ကမင်္ဂလာပါရှင်တဲ့ဩသမီးတို့ကဝန်ထမ်းနေတာမဟုတ်ဘူးရှိတယ်အထက်ကအမတွေမောလို့သမီးကအစားလုပ်နေတာမင်္ဂလာပါတောင်အစားဖြစ်ကုန်ကြပြီအတုတွေဖြစ်ကုန်ကြပြီမဲပေးရတော့မဲစင်းတွေကမှားတော့ကြုံကြိုက်ကြုံပြောပြရစီစာပေဟောပြောပဲမဲချောင်းပြောတယ်မထင်ပါနဲ့နီးနေလို့သတိပေးပြရစီကျွန်တော်တို့ရက်ွက်မဲစင်းမှားလို့ကျွန်တော်ရက်ွက်လူကြီးကိုပြောတယ်မဲစင်းမှားနေတယ်ရက်ွက်လူကြီးကကျွန်တော်ခက်တင်းတင်းကြည့်တယ်မှန်မှာပေါ့ကွာမဲစင်းရင်မဲဟာဟုတ်သားပဲသူပြောတာလည်းဟုတ်သားပဲမဲစင်းထဲမှာကျွန်တော်ဖေကဥပရွှေဟုတ်လားသမီးတို့ဖတ်သွားပြီမဲစင်းထဲမှာကျွန်တော်ဖေရင်ကဥပရွှေမဲစင်းထဲမှာဥပရှိန်နေဟာအဖေရင်ကဘယ်သူမှမသိဘူးကျွန်တော်တို့လည်းရှိတယ်မသိဘူးအမေမရအောင်လည်းမရမရှိတော့ဘူးဥပရှိန်မဲလားဥပရွှေပဲလားဖေရင်ကဘယ်သူပါလိမ့်ကျွန်တော်အခုလည်းမဝေခွဲရဘူးကျွန်တော်မိမတော်ထူးထူးမဲစင်းထဲမှာတော်တုတုတဲ့ကျွန်တော်မိမကအဲ့ဒါဖတ်တယ်တော်တုတုရှင်ကဘယ်တရုံမှနဲ့ဖြစ်နေရလဲမဟုတ်ပါဘူးအဲ့ဒါမင်းပါပဲမနှဲရှင်းပြနေရတယ်တချို့သေပြီးသားလူတွေအတန်းလိုက်ရက်ွက်ကောင်ရှင်ဥက္ကဋ္ဌမေးရတယ်ဒီလူတွေဘယ်လိုလုပ်မှလဲမဲယုံဖွင့်လို့မှာဟာဘယ်သွားဖွင့်မှာလဲသင်္ချန်ကုန်းမှာလေစဉ်းစားကြည့်တော့ကာတွန်းသွားသတိရပြန်မယ်အမေကသားကိုဖုံးဆက်တယ်နိုင်ငံခြားသားသားရဲ့မင်းဖေစေးရုံမှာသားမဲစင်းနဲ့သူ့နာမည်ရှာရင်နဲ့မူးလေသွားတာပဲသားကြီးသားကပြန်ဆက်တယ်အမေသားလည်းစေးရုံမှာပဲအမေကျွန်တော်တို့ကြိုတင်မဲပေးတာလေထူးဆန်းလိုက်တာအမေလွတ်တော်ကြီးကြီးနှစ်ခုပြောင်းနေတယ်အမေစဉ်းစားတာကြည့်တော့စဉ်းစားတာကြည့်တော့အာဏာမရတဲ့လူကအာဏာယူတယ်တဲ့အမတ်တယောက်ကဝန်ကြီးတယောက်ကအာဏာတမသားရတဲ့လူကတမသားယူတယ်နော်ငါးမူသားရတဲ့လူကငါးမူသားယူတယ်တကြက်သားများရထားရင်တော့သွားပြီစင့်ကိုမစင့်ရင်တော့တခါကသိပ္ပံပညာရှင်တယောက်ကသုတေသနလုပ်တယ်စင်တကောင်သူ့ကိုယ်သူဘယ်လောက်သတိရတယ်ဘယ်ချိန်မှသတိရတယ်စင်တင်းကုတ်ထဲမှာမှန်ကြီးကြီးတစ်ချက်ချောင်းနေတဲ့ပညာရှင်တွေကလေ့လာတယ်စင်ကသူ့ရုပ်ကိုမှန်ထဲမှာတွေ့တော့ကြည်စမ်းအဆွေကတုံးတိကြီးနေရုပ်ကဖားဖားနဲ့ကြက်တည်မရှိတဲ့ကောင်ဘယ်မှလာပါလိမ့်အမှန်သူပဲတပတ်ပတ်ကြည့်တဲ့မှန်ကြီးဟောပျောက်သွားပြီဒီကောင်ငါကြောက်လို့ပျောက်သွားတာပဲမှာတပတ်ပြန်ဖို့မှန်နဲ့ပြန်ဖို့ဟောလာပြန်ပြီသူတေသနာလုပ်တယ်ဘယ်ချိန်မှသူ့ကိုယ်သူငါပါလားလို့သိတယ်လဲလို့သူတေသနာလုပ်တော့ဘလောက်ကြာတယ်လဲဆိုရင်2 လလောက်ကြာမှသူ့ကိုယ်သူမှတ်မိတယ်ဩဒါငါပဲမှတ်မိသွားတယ်ခလေးတယောက်ကြတော့အရက်20နဲ့အမေကိုမှတ်မိတယ်မွေးပြီးရက်20ဖေကိုသိမမှတ်မိဘူးအမေကခြိထားပူရာနုလေးတိုက်တချင်းလေးဆိုတော့အမေစမှတ်မိတာရက်20ပဲကြာတယ်အမေတန်လေးနဲ့ဆိုတော့တချင်းသူသိတယ်တချင်းစာသားသူမသိဘူးအတန်ကိုသူမှတ်မိတယ်ဒါအမေပဲကျုပ်သားကိုစွန်ချီငှက်ပလီပဲကိုကြွားပါလိမ့်ကျုပ်သားကိုစွန်ချီပါတယ်တော့ငှက်ပလီပဲကိုကြွားပါလိမ့်အိုးချခဲ့ပါအိုး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 သိတယ်ဒါအမေပဲကဘာပေါ်မှာရှိတဲ့ဒုရိယာတွေထဲမှာအချုံမြင့်ဆုံးအတန်ထားအမေအတန်ပဲအရက်20ပဲကြာတယ်လူမှန်ညာကိုလည်းသူတေသနာလုပ်တော့ရက်20ပဲကြာတယ်ဒါပေမဲ့တိတ်ပစံစည်းစိမ်ချမ်းသာကြီးသွားပြီဆိုရင်ယာဓုတိတ်ကြီးသွားပြီဆိုရင်အာနာသူ့လက်ထက်မှာအများကြီးရှိပြီဆိုရင်အခုနတရိယာချင်းတွေပြောက်ပြီးသူ့ကိုယ်သူမိတ်သွားတယ်တခြားမပြောနဲ့ကျွန်တော်တို့ရွာကကျွတ်သိုးတကြီးအိမ်ကိုနေတိုင်းရေခတ်ပေးတာတကြီးကတော့ကြာတော့အားနာတာတစ်နှစ်လောက်ခတ်တော့ဒီကောင်ပတ်စံလည်းမယူဘူးဘိုးတကြီးရဲ့ကျွတ်သိုးသူတို့ဘိုက်မှာ
စိန်ကောင်းခန့်လိုက်ပါအောင်ဖြင့်ခန့်လို့ရတယ်ဒီကောင်စာတတ်လို့လားဟိုးတတ်မတတ်တော့ဒီဖြစ်ဒီလိုပဲအုပ်ချုပ်နေကြတာပဲအဲ့ဒါနဲ့ကြွက်သေးကိုကဲတကြီးကကဲမှာဤမင်းဒီကလည်းနေတဲ့အလကားထမ်းပေးနေဆိုကခန့်လိုက်တော့လာအောင်ကြွက်သေးမင်းဘာကြီးကမင်းဒီနေ့ခန့်လိုက်ပြီးတော့မင်းစိန်ကောင်းဖြစ်ပြီဟာစိန်ကောင်းဖြစ်တာကြောင့်မို့ကျွန်တော်လေကလုံးမရှိဘူးကြည့်တော့စိန်ကောင်းလူကြီးဆိုတာလေကလုံးဝတ်ရတယ်သိတယ်တကြီးအဟောင်းနဲ့တစ်ထည့်ပြီးတော့ကြွက်သေးကဝက်လူကြီးဆိုတာလူကြီးဖြစ်တဲ့နေ့အရက်တော့ရတယ်ဘယ်သူပြောထားတယ်မသိဘူးဘုံဆိုင်မှာနှစ်ပက်သွားတော့စိုက်ထုံးနဲ့ဘသူရံလို့ရပါမလို့လိုက်ကြည့်ခွေးတွေဟောင်းတော့အာမဆယ်ကောင်းမမသိဘူးလားမင်းတို့ဖမ်းချုပ်လို့ဒုက္ခရောက်ကုန်တယ်ပြောစရာမရှိတော့ရံလို့စရာမရှိခွေးစားလို့နောက်တော့နေအောင်သူများသွားလို့ရင်ပြဿနာတက်မယ်ငါဆယ်ကောင်း training ပဲသွားဆင်းရပါမလို့ဩရွာမြောက်ဘက်ကအမေနဲ့နှမလေးရှိတယ်ကိုအမေနဲ့ကိုနှမဆိုတော့သိတဲ့တနာမရှိဘူးအဲ့ဒီ training သွားဆင်းမယ်ဆိုမုံနဲ့သွားထရံပုတ်ည12နာရီသကောင်စင်းဆိုတော့သကောင်သွားအဖွားကြီးခါစမ်းအလိုဘသူများပါလေအပြင်ဘက်ကအချိန်မတော်အမေလုပ်တဲ့လူကတကားဖွင့်ပေးတယ်အလိုငါသားကျွတ်သုံးမင်းဒီချိန်ကြီးဟေးဖွားကြီးကျွတ်သုံးမဟုတ်ဘူးဆယ်အိမ်ကောင်းမင်းမလေးမစားမလုံးနဲ့ခမရမို့တရားနှောက်ချက်မှုနဲ့တွေ့ပါဟာဒုက္ခပဲမင်းဘယ်နဲ့ဖြစ်လာတာတော့ကြွတ်သူရဲ့နေအောင်ခမရကျုပ်မြင်မှုသလိုလိုရှိပါတယ်ကိုမေကိုကိုတခြားကြည့်ဟုတ်တော့မင်းအမေရင်ခောက်လေနေအောင်ခမရဘသူရဲ့ဒေါခလေငါသားရဲ့ဒေါခဟုတ်ပြီဒီမှာလူပလျောက်နေတာတော့မင်းနှမမိကောက်နဲ့ငါနဲ့နှစ်ယောက်တည်းဒီမင်းဘာဖြစ်လာတာတော့လိုရင်းဖြစ်ခမရယောက်ျားဘူးတော့ဟာမင်းအဖေလေကိုဘချက်ဘယ်မှာတော့ကိုဟောသေလို့ပဲမင်းကိုယ်နဲ့ထမ်းချတာရွာသိမ်းချိုင်းမှာတကယ်သေးတာဟုတ်ကဲ့လားယောက်ကလုံကြုံရေးအမြင်နဲ့မေးနေတာဒီမှာသေတယ်ဆိုဟိုဘက်ရွာမှာရှင်နေဘယ်နဲ့လို့ဟုတ်တော့သေတာနဲ့80ရှိပါသားရဲ့အမှမင်းကိုယ်တိုင်ရွာသိမ်းချိုင်းချတယ်ဆိုတော့ခမရကျုပ်ကိုစန္ဒာလလို့ပြောကြလားပေါ့အမှုကမေဆရှာပြီမဟုတ်ပါဘူးတော့မင်းထမ်းချတာငါပြောတာပါဒီထဲမှာဘယ်လိုချင်တယ်လဲမှာမင်းနှမလေးမိကောက်သူကတစ်ဖိတ်အေးလားဟာမင်းကွယ်ငါလင်တယောက်ရဘူးတာပါငါသားရဲ့ကန်တကောင်စင်းပြစမ်းဗျာခမရကြားတယ်မေကတန်တစ်တာရဲ့တကောင်စင်းထုတ်ပြမေကိုကြည့်ဒေါခလက်ဝဲပါမှဲ့ရှိတယ်ခမရဟိုဘက်လှည့်လားမေပါကြည့်ခမရဟုတ်တယ်အစ်စ်ပဲနောက်ဒီထက်မှခမရမှီကိုလို့ရေးထားတယ်ခမရဘာလဲမှီကိုဆိုတာမင်းဖေရှင်တော့အိမ်တော်ဦးစီးလေအမေကအခုမှီကိုပေါ့ခမရတို့အဲ့လိုမှီကိုတွေများလို့တိုင်းပြည်ကအခွန်ဘန္တာမရတာဘာမှလည်းမဆိုင်ဘူးခမရအခုဘာလို့စားတော့အခုတက်ကဲပြစ်စားပါလေမဝရည်စားပါလေအမှားတက်ကဲပြစ်စားမဝရည်စားဆိုတော့ခမရအစိုးရညံပြင်းတယ်လို့ပြောတာပဲအမှုကပိုကြီးလာမဟုတ်ပါဘူးငါသားရဲ့အစိုးရများခေါင်းထဲတောင်မှမရှိပါဘူးသားရဲ့အမှားဒါခမရအစိုးရကနှစ်ပြားမှမတန်ဘူးလို့ပြောတာပေါ့ဟာမရရဘာပြောမှမသိဘူးလည်းခမရတောနဲ့အဆက်အသွယ်ရှိလားဩတက်ကဲပြစ်စားပါလေဆိုမှတောနဲ့အဆက်အသွယ်ရှိတာပေါ့တက်ကဲကတောတဲ့ခုတ်ရတာဟုတ်ဒါပြောတာမဟုတ်ဘူးဖွားကြီးသဘုံနဲ့အဆက်အသွယ်ရှိလားမေးတာသဘုံနဲ့ကျုံနဲ့တော့အဆက်အသွယ်မရှိပါဘူးတော့ကျုပ်သိတာတော့အစိုးရနဲ့အဆက်အသွယ်ရှိတယ်ကြားတာပဲဒုက္ခရောက်တော့မယ်ခမရတော့အစိုးရနဲ့သဘုံနဲ့လက်ဝါးကြီးရိုက်တယ်လို့ခမရပြောချင်တာလားအမေလုပ်တဲ့လူကကြာတော့ထဆဲတယ်မင်းကြိုက်တဲ့အမှုနဲ့သာဖမ်းတော့သေခြင်းဆိုရည်တဲ့ဒါတော့ကျွန်တော်တို့ဘုရားရှိခိုးတဲ့ခါကျွန်တော်လူမျိုးကလေနိဗ္ဗာန်ဆုစမတောင်းဘူးအမေကိုကျွန်တော်မေးကြည့်တယ်အမေဘုရားရှိခိုးကြောကျုပ်ဘယ်သူရေးတာတော့မေးရမသိဘူးတဲ့ကျုပ်တို့လည်းမသိပါဘူးတော့မင်းဖွားရင်မေးကြည့်ပါလားအမေကြီးမေးကြည့်တော့ငါလည်းမသိဘူး
ဘုရားရှိခိုးတဲ့အခါကျွန်တော်တို့ဆုတောင်းနေတော့နိဗ္ဗာန်ဆုစမတမ်းမှုဘုရားရှင်ကိုရည်ရန်တော်ပန်းတော်များကတ်တဲ့အခါကိုကြော့ကျူးရွတ်တဲ့အခါကြီးကြီးညိုညိုရွတ်တဲ့အခါစဉ်းစားကြည့်ပါဦးဩဃာသအခွင့်ပြုတော်မူပါဘုရားခွင့်ပြုတော်မူပါဘုရားခွင့်ပြုတော်မူပါဘုရားကြောရသောမဟာပုညကာမဝါစရပဏမကုသိုလ်ကံစေတနာကြောင့်ဘယ်လေးပါးကသုံးပါးရပ်ပြည့်၈ပါးယံမျိုး၅ပါးဝိပဿနာတရား၄ပါးပြဒနာတရား၅ပါးတို့မှအခါခါသိမ့်ကင်းလုံးငြိမ့်သည်ဖြစ်၍နိဗ္ဗာန်မပါဘူးနော်နိဗ္ဗာန်ဆုမတမ်းမှုအဂိတောဝမိဘရလွတ်ပြရစီဖေယဥဒကတောဝရေဘေးကလွတ်ပြရစီဖေယယာဇတောဝမင်းစိုးမင်းညံ့နေဘေးကဝေးပြရစီဖေယသောရတောဝသခိုးဘေးကဝေးပြရစီဖေယမချစ်မနှစ်သက်သောသူနဲ့ဝေးပြရစီလေရှိစားဒီ၅ခုစဆုတောင်းတာတော့ရေဘေးကလည်းကြုံရမိဘေးကလည်းကြုံရမင်းဘေးကလည်းမလွတ်တိုင်းပြည်မှာတရားဥပဒေစိုးမိုးမှုမရှိလို့ခိုးဆိုးလူရဲ့နေတာတွေလည်းကြုံရမချစ်မနှစ်သက်ပါဘူးဆိုမှတွေ့ကနေတဲ့လူတွေကလည်းရှိပြီဒုက္ခရောက်ပြီနေဝင်းမြင့်မင်းကသူများကိုပုတ်ခတ်ပြီးပြောတာမင်းကဘာလဲလူကြီးလုပ်ချင်လို့လားမလုပ်ချင်ပါဘူးနေဝင်းမြင့်ကြွက်သုံးလောက်တော့စမတတ်ပါဘူးမလူပါဘူးဘာရာထူးမှမယူပါဘူးကျွန်တော်နောက်ဟောမဲ့ဆရာဇော်ခိုင်ဘူးမလူပါဘူးဒါပေမဲ့ကျွန်တော်တို့လူတယ်ဘယ်တော့မှစလူတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကလေးကလူတယ်လေးအသင်ချေနဲ့ကဘာတသိမ့်နဲ့ပွင့်တော်မူပြီးတော့ဘုရားရှင်40ကြားထဲမှာရှိတဲ့ကာလဘလောက်ကြာတယ်လဲဆိုအသင်ချေရေတွက်လို့တော့မရဘူးအဲ့ဒီလေးအသင်ချေလေးအသင်ချေနဲ့ကဘာတသိမ့်အဲ့ဒီကြားထဲမှာရှိတဲ့အသင်ချေရေတွက်လို့မရတဲ့နှစ်တွေထဲမှာကဘာတသိမ့်ထပ်ပေါင်းလိုက်သေးတယ်ဘုရားရှင်ကပါရမီတော်ဖြည့်လာတဲ့ကာလအလျားကြီးကြည်ညိုကြည့်လိုက်စမ်းပါပြစ္ဆမဟာပရိစ္ဆာကစွန့်ချင်းကြီးများနဲ့တကွစရိယ၃ပါးဖြစ်သောလောကထစရိယညာတထစရိယဗုဒ္ဓထစရိယလောကအကျိုးမှာကျင့်တော်မူခြင်းဆွေမျိုးညာတကားတို့နဲ့ခြေချွတ်ထိုက်သောတတ္တဝါတို့အကျိုးမှာကျင့်တော်မူခြင်းမိမိကိုယ်တိုင်နဲ့သဗ္ဗညုဘုရားရှင်ဖြစ်တော်မူခြင်းဟာကျင့်တော်မူခြင်းမြတ်သန္တာမလှူတဲ့မျက်ရှိစုပ်ကိုကျဲပက်တဲ့အခါမဟာဗောဓိပင်နဲ့တလန်းအကွာမှာအဝန်း14တောင်ရှိသောအပရာဇိတမဟာပလင်တော်ပေါ်ထွန်းလာတာအလုံးသိပဲအဆိုတာမဟုတ်တော့ပရဆိုတာအများဇိတအောင်မြင်ခြင်းဘုရားရှင်မှလွဲ၍အခြားမိသူနဲ့မှမအပ်ဆက်သောအောင်မြင်ခြင်းမဟာပလင်တော်ဘယ်သူကလိုချင်တော့မာနကလိုချင်တယ်အဲ့ဒီကလေးကလူကျင်လာတော့ပလင်ကိုသိကြောက်เสียကောင်းတယ်ပြောင်းလာခင်မေခလာဆင်ရလာစီလို့ပြောင်းလာခင်မေခလာဆင်ရလာစီလို့မာနမရဲ့အာမန်ကျင်္ဂဝတ္တဝရိဏပြေကလာဘုရားကိုရှင်ကျပလင်လူပြန်လာကြည်စားဘုရားရှင်ကျပလင်လူလာတာဒီခေတ်ကလထိုင်လူတာဘာမှမစမ်းဘူးလို့သိကြောက်เสียကောင်းတာပဲအင်္ဂုလိမာလကိုအောင်တော်မူတဲ့နန္ဒောပနန္ဒနဂါးကိုအောင်တော်မူတဲ့အာလဝကဘလူကိုအောင်တော်မူတဲ့စသဖြင့်ဇင်သမနာဝိကာအောင်တော်မူတဲ့စသဖြင့်အောင်တော်မူလိုက်တာနောက်ဆုံးအယူဆအားဖြင့်သူ့လာကန့်လန့်တိုက်တဲ့အယူဆနဲ့တိုက်တဲ့ဗကဗျမာလည်းဘုရားရှင်ကအောင်တော်မူတယ်ဗကဗျမာကလူစုပြီးဘုရားကိုကန့်လန့်တိုက်ကြစို့တဲ့သူနဲ့ဘဝတူဗျမာ9ကြိတ်နဲ့2ပါးစုဘုရားကန့်လန့်တိုက်ဖို့လူကလည်းများဖို့လူသေးတယ်ဗျမာ9ကြိတ်နဲ့2ပါးရတော့ဗျမာကော်မရှင်ရုံးသွားပြီးသူကလည်းဗျမာပါတီထောင်တော့ဗျမာအလာနဲ့ဗျမာတစိတ်တုံးနေပါနဲ့ပြန်လာပြီးလမ်းဘေးမှာဗျမာဗနိုင်နေပါလေကဘုရားတော့ကန့်လန့်တိုက်မှဖြစ်တော့မယ်ဇေရွန်ကျောင်းတော်မှာဘုရားရှင်ကဟောတဲ့အနိစ္စဒုက္ခအနတ္တမမြဲဘူးပြောနေတယ်ငါဘာလို့မြဲတော့ငါအသက်တကယ်ကြောနေပြီငါအမေကမွေးတဲ့ပဋိသန္ဓေငါမမှတ်မိတော့ဘူးမြဲလိုက်သမခွေ
ကဘာကတ်နဲ့ချီငါအသက်ရှိတာဟိုမှမမြဲဘူးတဲ့ဇေရုံကျောင်းတော်မှာဟောနေတာကန့်လန့်တိုက်ကြဆိုပြီးအယူဆအပြင်ဘုရားရှင်ကန့်လန့်တိုက်တို့ပြောကြပါစို့ဘုရားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစိုးနေပုံကိုဘုရားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစိုးနေပုံကိုဘဂဝါဘုရားကသာဒေသနာတရားပြကအဲ့ဒီတော့ဘကပြမမဆွေချလို့ရှိခိုးရတာမေတ္တာဓာတ်နဲ့ဗုဒ္ဓံမြတ်စွာမေတ္တာနဲ့သာအောင်တော်မူတဲ့နော်မေတ္တာသိအရေးကြီးတယ်ဘယ်သူမှရန်လို့ဆရာမရှိပါဘူးမေတ္တာစိတ်နဲ့နေကြသမှာလက်နဲ့ကိုလက်နဲ့ဘုရားရှင်ကတိုက်ခဲ့တာမဟုတ်ဘူးနော်ဒီညိုကြည့်ကြသမှာအမုန်းအာဃာရကိုအမုန်းအာဃာရနဲ့ဘုရားရှင်ကတောင့်ခံခဲ့တာမဟုတ်ဘူးမေတ္တာနဲ့သာအောင်တော်မူတယ်ဆိုတာကျွန်တော်တို့နှလုံးသွင်းရလိမ့်မယ်ဒီအချိန်ခါရောက်နေပြီအမေကစာမတက်ပြီမဲ့ကျွန်တော်တို့သကပီနာကြသုံးနဲ့သာသင်ပေးပြီးပြီဘေဟိသတုတိကဟုတောမေဃသာတောတိယောဇနာဒါနသာရောသကာမဝါစရောသီလသာရောကတိထောဘာဝနာသာတောနိဗ္ဗူတောမေတ္တာသာတောအနန္တောဘေဟိစီများတိတဲ့အတန်ဘုန်းကြီးကစီကြီးတွေသင်္ကန်းကိုတိတ်ပြီးဒိုင်းငနဲ့ရိုက်တဲ့အတန်တိကာဟုတောသုံးကာဟုပါကြားတယ်မေဃသာတောမိုးချင်းသာများကြတော့သားရည်တဲ့တိယောဇနာသုံးယူဇနာတော့ကကြားတယ်ဒါနရဲ့သတ္တောတတ္တအတန်ကနတ်ပြည်6ထပ်ကကြားနိုင်တယ်သီလရဲ့သတ္တောတတ္တအတန်ကဗြဟ္မဘုံ20ကကြားတယ်ဘာဝနာသတ္တောနိဗ္ဗူတောဘာဝနာရဲ့သတ္တောတတ္တအတန်ကြနိဗ္ဗာန်ကကြားနိုင်တယ်သူတဲ့တကူကြီးတာမေတ္တာပဲသားရည်တဲ့မေတ္တာတတ္တောတော့အနန္တောတဲ့မေတ္တာရဲ့တတ္တောတတ္တအတန်ကအနန္တစัจ java လာကပ္ပပြင်ကကြားနိုင်တယ်မေတ္တာနဲ့နေပါသားရဲ့မေတ္တာနဲ့ကြံပါသားရဲ့မေတ္တာနဲ့လူဘဝကိုဖြတ်သန်းသမ်းမှသားရဲ့မေတ္တာဝစီကံရှိပါစေမေတ္တာမနောကံရှိပါစေမေတ္တာကာယကံရှိပါစေသမတတ်တဲ့အမေကသင်ပေးတာဒီမေတ္တာစိတ်ကျွန်တော်တို့လူဖွဲ့စည်းဟာမေတ္တာလူဖွဲ့စည်းပါပဲမြန်မာလူပြောရင် national identity အမျိုးသားဇာတိဥပဒေလက္ခဏာမြန်မာလူပြောရင်မေတ္တာလူမျိုးပါပဲမနှစ်ကတစ်နှစ်ကတော့ဝန်ကြီးတစ်ပါးကနယ်လှည့်ပြီးသွားရင်းနဲ့ရေသွားတောင်းပြီလို့ရွာသားကကျုပ်ကနယ်လှည့်ပါရိုက်လာတယ်အဲ့ဒီနယ်လှည့်ပါရိုက်တဲ့ဝန်ကြီးကအခုပြုံးနဲ့ရွာထဲပြန်ဝင်လာပြန်တယ်ကျွန်တော်တို့ကပါးကိုထွတ်မြတ်ထားတဲ့လူမျိုးသပင်ကိုထွတ်မြတ်ထားတဲ့လူမျိုးနော်ဆရာချင်းဦးညောအဲ့ဒါကြတော့စိတ်မကောင်းဘူးကျွန်တော်တို့အညာဘက်မှာဟောပြောတော့တချင်းလေးလို့ဆိုလေမေတ္တာသာတော်အနန္တောမျက်ရှင်သောဟောကြားပါ၏ကဘာမီလုံးကမလေးသရဝါတွေကျမ်းပါပါစေမေတ္တာရေလောင်းနေလက်ပါရိုက်မလေးတဲ့ကြာချုံလို့ဆိုတာကြာချုံလို့ဆိုတာကျွန်တော်ဆိုတာမဟုတ်လို့စင်အင်းကလည်းပိုးကောင်တွေတော်တော်ရောက်နေပါသားချင်ဒါတော့လက်နဲ့ကိုလက်နဲ့နိုင်ကြီးဆိုရဲမာနကဥက္ကဋ္ဌဖြစ်နေတာကြာပြီပေါ့သိက္ခာချတိုင်းသိက္ခာကြရကြီးဆိုရင်ဇင်ဇမာနဝိကာကတွင်မှုတက်လောက်ဖြစ်နေပြီပေါ့ခွန်အားဗလာရှိတဲ့လူကနိုင်ရကြီးဆိုရင်နာလာကိရိစင်အောက်ကခဏိတိကျွန်တော်တို့ထွက်ရမှာမဟုတ်သေးဘူးနော်ကျန်တဲ့ရက်ဆက်ချင်းတွေကအောင်ပွဲခံကြကြီးဆိုရင်အင်္ဂုလိမာလကိုအခုတည်းကျွန်တော်တို့လက်အုပ်ချီနေရမှာပေါ့အယူဆမှားတဲ့လူကနိုင်ကြကြီးဆိုရင်ဘကပြမာကဥက္ကဋ္ဌပြန်ဖြစ်နေပြီပေါ့မဖြစ်ပါဘူးမေတ္တာနဲ့သာအောင်တော်မူပါတယ်ဒါကြောင့်ကျွန်တော်ဟောပြောချက်ကိုကျွန်တော်နှလုံးသွင်းရမယ်အကြောင်းအရာတစ်ခုပြောပြီးမိကုန်းချုပ်ပါမယ်ကျွန်တော်ညနောက်မှရေတော်မောင်ဆရာစောခိုင်ဦးအစိုးရအငိုးလေးနဲ့ငိုချင်းမှချအောင်မပြောတာပဲနော်အဲ့ဒါမှပြည့်တက်က
ကျင်တတ်တယ်ဆိုရင်ကအောင်မှာလို့ပြောနေတယ်နော်ရုပ်ကတော့တက်လာလိမ့်မယ်စောင့်ပါကြည့်နော်ကျွန်တော်တော့မချောဘူးပေါ့မဲမဲရရပဲနှစ်ယောက်စလုံးနော်ကျွန်တော်ညီတော်မောင်သိဟောပြောကောင်းမှလည်းလာလိမ့်မယ်ကျွန်တော်မတည့်ဘူးတော့တနိုင်ငံလုံးလျှောက်သွားတာဟောဒီစင်အင်းမပြောတာဘူးတဲ့လားမတဲ့လားတော့ဘယ်နိုင်ဘယ်ရွာဒီမဆိုမတဲ့ဘူးကျွန်တော်လူမျိုးကလူ2ယောက်ရှိရင်3ဘွယ်ကွဲတယ်ဟာဘယ်လိုဖြစ်လို့သူမိမပါပါလာတာမတဲ့ဘူးတယောက်တည်းရှိတာတော့မှမန္တလေးမှာတယောက်တည်းဗတ်စကားဆောင်တယ်လူကဗတ်စကားကြည့်လိုက်ဒီဘက်ဆက်တောက်ခောက်ပြန်ကြည့်လိုက်ဟိုဘက်တိုးအောင်กว่าကျွန်တော်သူ့နောက်မှာကျွန်တော်မမြင်မဲနဲ့ဟိုဘက်တိုးအောင်กว่าသွားလက်တုပ်မေးတယ်ဆရာကြီးဘယ်သူပြောနေတာလဲငါပြောနေတာတယောက်တည်းတော့သူ့ဟာသူဟိုဘက်တိုးအောင်กว่าကျွန်တော်တို့မတည့်ဘူးတော့မတည့်လို့တော့မရဘူးတည့်ရလိမ့်မယ်ကိုကုန်းမှာမတည့်ဘူးတောင်ပိုင်းကကာလာသားကောင်းကချက်ကြီးမြောက်ပိုင်းကာလာသားကောင်းကရွှေပန်းမတည့်ဘူးရွှေပန်းကသူ့ကာလာသားကာလာသမီးတောင်ပိုင်းကအကုန်ပြောထားတယ်ဟေးဟိုဘက်ကအလှူမှာစိုင်းထဲနေမယ်နော်သွားတဲ့ကောင်လက်သီးကြည့်မသွားရဲဘူးခလေးမလေးမသွားဘူးခလေးတွေလည်းမသွားရဲချက်ကြီးကလည်းဒီတိုင်းပဲဟိုဘက်ကပွဲပါတဲ့သွားကြည့်တဲ့ကောင်နာပြီးမှတ်ရွာလေးကဘယ်တော့မှမကြည့်ဘူးနှစ်ပိုင်းကွဲနေပြီရွှေပန်းကဒီဘက်အုပ်ချုပ်ရွှေပန်းကြောက်ရတယ်ချက်ကြီးကဒီဘက်အုပ်ချုပ်ချက်ကြီးကြောက်ရဆရာတော်ဘုရားများကစိတ်မချမ်းသာဟဲ့ချက်ကြီးလာခဲ့တောင်ပိုင်းကဟဲ့မြောက်ပိုင်းကရွှေပန်းလာခဲ့စမ်းတောင်ပိုင်းဆရာတော်နဲ့မြောက်ပိုင်းဆရာတော်နှစ်ပါးဖြောင်းပြဘယ်လိုဖြစ်တာလဲသူကဒီလိုဖေသူတို့ဟိုကိစ္စတော့ဒီလိုဖြစ်လို့ဖေတပည့်တော်တို့ကအဲ့ဒါမခံနိုင်လို့ဖေဒီကလည်းမဟုတ်ဘူးဖေသူကဒီလိုဖေဟိုလိုဖေဆရာတော်ဘုန်းကြီးနှစ်ပါးလည်းမတည့်တော့ဘူးမြောက်ပိုင်းဘုန်းကြီးနဲ့တောင်ပိုင်းဘုန်းကြီးလည်းမတည့်တော့ဘူးပုဂ္ဂိုလ်ဘုံမှာတကြီးကသေရောကံအလွယ်သွားသေတော့တကြီးစင်ရဘသူယူမလဲလို့တွက်လိုက်တော့ချက်ကြီးကလူလဲသွားမြို့သွားပြီးမြို့ပိုင်ကသူ့တငယ်ချင်းကျောင်းနေတော့ဟိုမူလာသားမှာအတူတူနေခဲ့တဲ့ဗတ်ဖေဝေထုတ်ကလေးနဲ့သွားတငယ်ချင်းဗတ်ဖေငါမှတ်မိလားအေးပြောသမောချက်ကြီးလေကွာရွာကျောင်းတော့မင်းနဲ့ငါတန်းနှစ်တန်းတော့အတူတူလေးအေးဩမှတ်မိပြီဝေထုတ်ပါတော့ဟောလည်းမှတ်မိတယ်အခုဘာဖြစ်လို့လဲရွာမှာတကြီးသိပြီငါတကြီးခန့်လို့ရမလားလို့ဟာဒီဘာလို့မရဘူးငါလည်းမထုတ်တကြီးဖြစ်တာပဲဝေထုတ်ကလေးအသာယူလက်မှတ်ထုတ်ခဲ့တယ်ယနေ့မှစရွပုဂ္ဂိုလ်ကုန်းရွာတွင်လက်လျက်ရှိသောသကြီးရာတို့အတွက်မောင်ချက်ကြီးအားခံထားလိုက်သူပုံပါဖေအဲဒီစရွကလေးရတော့အိတ်ထဲပြီးတော့သကြီးဆိုတော့မောင်ရှိရတော့မယ်ဘုရားစရမောင်တလုံးသွားဝယ်ခက်ကြီးအိမ်ရောက်တော့မကြီးပဲချိတ်ကြည့်သကြီးအာနာဘလောက်ရှိတယ်လဲငါမဆန်းသေးဘူးမောင်အာနာဘလောက်ရှိတယ်လဲငါဆန်းကြည့်မယ်မောင်းဘူးနဲ့ထုတ်ကြည့်တဲ့ဒူဘူးတရွာလုံးခင်းကြိုခင်းကြတခင်းကြိုတခင်းကြရောက်နေတဲ့လူတွေတအိမ်ကြောက်တကြီးအိမ်ပြေးလာတာဟာအန်ကြကြတော့ငါအာနာတောင်မဟုတ်ဘူးမောင်းအာနာတောင်ပြည်စံလူတွေပြေးသွားတယ်သိကျင်တတ်သွားပြီဒါပေမဲ့သူဘယ်သူလိုက်ရှာလဲသူ့ရန်သူတော်လိုက်ရှာတယ်ရွှေပန်းဟဲ့ဒီထဲရွှေပန်းပါလားဟိပါပါတယ်မလို့နဲ့လာခဲ့ရှိဦးချက်ကြီးကနိုင်ကျင့်ပြီရွှေပန်းကလာတော့ကြောင်ကြိုက်စားဟဲ့ကောင်ရွှေပန်းကကြောင်ကြိုက်ရခြေတော့ဖြဲထားလားခြေတော့လေးခွဲမင်းငါမေးမယ်လူပုံထဲမှာမင်းသိချဖြေအေးမေးပါဗျာလူမှာချက်နဲ့ရွှေပန်းနဲ့ဘယ်လိုကပေါ်လဲဟဲ့အဲ့တော့စဉ်းစားတယ်ရွှေပန်းကလူမှာချက်နဲ့ရွှေပန်းနဲ့ချက်ကပေါ်ရပါမင်းသဘောပေါက်ရင်ပြီးရောရွှေပန်းချက်ကြီးကမင်းပေါ်မှာမြဲရှိတယ်မှာ၄နှစ်ဒုက္ခရောက်လိုက်တာမပြောနဲ့တော့နောက်၄နှစ်ကျတော့အကြီးရွေးပဲစတော့မယ်ဆိုတော့မြို့ပိုင်ကရွှေပန်းတငယ်ချင်းပြန်ဖြစ်ပြီဘာဖိတ်မဟုတ်တော့ဘူးစာမတူဖြစ်သွားဝေဒုက္ခလေးတငယ်ချင်းမင်းနဲ့ကကြောင်းနေပဲဒီမှတ်မိလားငါရွှေပန်းလေအေးမှတ်မိတယ်ဘာဖြစ်လို့လဲ
ရွာမှာ4 နှစ်လုံးလုံးငါအနှိမ့်ဆက်ခံလားမင်းရှိကမြို့ပိုင်ကခန့်လိုက်တော့တကြီး4 နှစ်လုံးလုံးငါချက်ကြီးနှိမ့်ဆက်သမျှခါတယ်ကွာငါတကြီးခန့်ပေးလို့ရလားဟာရတာပေါ့ကိုကိုကုန်းရနဲ့လက်လက်လေးရှိတော့တကြီးနေရအတွက်မောင်ရွှေဘန်းအားယနေ့မှစပြီးတကြီးဖြစ်ခံထားလိုက်ပြီးပုံစံမတူဟာဟန်ကြတာပဲစာရိတ်ကလေးစာရွက်လေးအိတ်ချက်သူကလည်းမောင်းတစ်လုံးဝယ်မကြီးပင်ရိတ်ချိတ်စမ်းကြည့်လိုက်ဦးမယ်ဒီကနေ့တော့တွေ့ရရောပေါ်ချက်ကြီးရဲ့မောင်းနဲ့ထုတော့ဒူအကုန်လုံးလာတဲ့တရွာလုံးတအိမ်တယောက်လိုက်ရှာတဲ့လူတွေဟဲ့ဒီထက်ချက်ကြီးပါလားဟဲ့အေးပါပါတယ်မောင်ကလာခဲ့ရှိတယ်သူ့အလှည့်ကြပြီကြောင်ကြက်စမ်းကိုလူကြောင်ကြက်ကင်းမိကောက်ထောင်ဆိုင်ကကင်းမိကောက်ထောင်တယ်မင်းအခုလိုကင်းမိကောက်ထောင်တဲ့အခြေအနေမှာရွှေပန်းနဲ့ချက်နဲ့လူကပေါ်ပါလေကွာကင်းမိကောက်ထောင်တဲ့အခြေအနေမှာတော့ရွှေပန်းကအပေါ်ရောက်နေပါလေဟေးမင်းမှတ်တာရွှေပန်းကချက်ကြီးပေါ်မှာအမြဲတမ်းရှိတယ်မှတ်တာပုဂ္ဂိုလ်ခုံးချက်ကြီးကတက်သွားလိုက်ကင်းမိကောက်ထောင်လိုက်ရွှေပန်းကဆင်းသွားလိုက်ပြန်တက်လာလိုက်နောက်တစ်ယောက်ကပြုတ်သွားလိုက်ဒီကရွှေပန်းကတက်လိုက်ရွှေပန်းကပြုတ်သွားလိုက်ချက်ကြီးကတက်လိုက်နဲ့ကျွန်တော်တို့လူလူကတင်တဲ့တကြီးခုတည်းမတင်ရသေးဘူးသူတို့ကြီးလက်တက်နေတာ90ကျော်ပြီနှစ်ပေါင်းဒီတခါလူလူကတင်တဲ့တကြီးတင်ရတော့မှာနော်ငါတို့မတင်နိုင်ဘူးလားကြာမတင်နိုင်ရင်ကြာအောင်မယ်ဘယ်တော့ကြာမလို့4 သိန်းခြေကဘာ3 သိန်းခတ်ကြာမယ်ကြာမယ်နော်ဒီတခါတော့ရွှေပန်းလဲချောင်းတော့ချက်ကြီးလဲမလာနဲ့တော့လူထုကတင်တဲ့ကျွန်တော်တို့ရှစ်မြတ်နိုးတဲ့ခေါင်းဆောင်ကျွန်တော်တို့ဟောဒီရွာကြီးတာယာဖို့ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ရမယ်အချိန်ခါကြပြီအရွေးမမှားနဲ့မှားရင်နာမယ်ပြဿနာပဲကိုရွေးကောင်းမွန်သောကိုရွေးနှွေးထွေးသောကျွန်တော်တို့အတွက်အာမခံချက်ရှိသောကျွန်တော်တို့သားသမီးတွေအတွက်ကောင်းမွန်သောကျွန်တော်တို့အတွက်ပညာကိုအထွတ်တမေတ္တာကိုတကုံလွှမ်းနိုင်သောပညာပြည့်ဝနှလုံးလှသောကျွန်တော်တို့သားသမီးတွေအတွက်အနာဂတ်သေးကြသောနိုင်ငံတော်သစ်ကိုကျွန်တော်တို့လူရွေးမမှားပဲနဲ့ဘယ်သူလို့ကျွန်တော်မပြောဘူးကျွန်တော်လာမဲဆွဲတာမဟုတ်ဘူးဒါပေမဲ့ခင်ဗျားတို့သိတယ်လူရွေးမမှားပဲနဲ့ခင်ဗျားပြောတာကကျွန်တော်မပြောဘူးကျွန်တော်တို့အတူတူဝင်းရရင်ခြိတဲ့ရမယ်ကာလရောက်ပြီကျွန်တော်မေကငငယ်ကဆင်းရဲတော့ဒီဗလာစာအုပ်6 အုပ်6 ဘာသာဝယ်မပေးနိုင်ဘူးတော့အစ်စ်ကလေးပြောလိုက်ပြရစေဘူးတအုပ်သေးကိုကျွန်တော်ကခဲတံလေးနဲ့ရှေ့3 မျက်နှာကမြန်မာစာနောက်3 မျက်နှာကပထဝီနောက်3 မျက်နှာကသင်္ချာတွက်ခဲ့ရတာဆင်းရဲလုံးလို့မိသားစုကလေးတက်လာရင်လက်ကတခုလေးနဲ့ချစ်ချနည်းနည်းလေးလင်းလာမှစာဖတ်ရတဲ့ဘဝနဲ့နေခဲ့ရတာငယ်ချင်းတွေကစိတ်ကြောင်း3 ကြောင်းနွားကြောင်းခိုင်းတော့အမေကကျွန်တော်ခိုင်းနေမလားအမေမခိုင်းဘူးဆင်းရဲတဲ့ຢာတွေကကြောင်းထားတာအမေဂုံကျေးဇူးခဲရတစ်ချောင်း10 ပြားအမေခဏခဏဝယ်မပေးနိုင်ဘူးငါသားရေဖြောက်မပြစ်ပါနဲ့ခဲရတစ်ချောင်းရတာဆိုအလဲကတစ်ချောင်းချိုးတယ်မေကတစ်ချောင်းတဝက်ချိုးထားတယ်အမေဘာလို့ချိုးတာတော့တစ်ချောင်းလုံးပြောက်တာတဲ့ဆိုင်တဝက်ကတက်တာတာပေါ့သားရဲ့အမေအဲ့လိုအမေလည်းကျွန်တော်နေရတယ်နော်ဗလာစာကလေးယူကျွန်တော်ပြောတဲ့အမေစာမတတ်ချဘူးကြည့်တက်ချေကလေးတွေတွေ့တော့အမေမျက်ရည်ကျတယ်တက်ချေကဆိုတာလူမျက်နေရဲ့လက္ခဏာဆိုတာအမေသိတယ်ဒါပေမဲ့နေဝင်းမြင့်အဲ့ဒီကလေးကအမေကိုညာခဲ့တယ်အမေတက်ချေကတစ်ခါရဖို့ကျွန်တော်ဘလောက်ကြိုးစားရတယ်မှတ်တယ်မေအမေကကြည့်တယ်ဘာလို့လဲဟာအမှန်ကြီးရတဲ့ကောင်လေးအမေကြည့်တစ်ချောင်းနဲ့ရတာကျွန်တော်က2 ချောင်းလေးအမေဟုတ်သားပဲငါသားရဲ့အမေကအဲ့လိုမတွက်မိဘူးတော့တောင်းမဲ့မိခဲ့တဲ့ရဲ့အမေကိုအဲ့ကလေးကလိန်ခဲ့တာကျွန်တော်တို့အဲ့လိုနေကြတာညစီဖျားပွဲရှိလို့ဖောဒနာကလေး9 မှတ်အမေမဝယ်ပေးနိုင်တဲ့နှစ်တွေကြော်သွားတဲ့နှစ်တွေရှိသေးတယ်သူတို့ကတဖြောင်းဖြောင်းနဲ့ဖောဒနာကလေးတွေဖောက်တော့ငီးနေရတဲ့ဘဝနဲ့
နှစ်နဲ့ချီပြီးနောက်ဖျားပွဲကြဝယ်ပေးနိုင်ကောင်းပါရဲ့လို့ကျွန်တော်တို့နေခဲ့ရတဲ့ဘဝတွေအများကြီးပဲအမေနဲ့သာကုတ်ပြစ်ပေါ်မှာညလာတာသာထွက်ထိုင်တော့အမေပေါင်ပေါ်ခေါင်းအောင်ကြောင်းကြီးမနေခင်အမေကြောင်းစတက်ရတယ်နေလုံးနေညနေဆောင်တော့အမေကြောင်းကိုသွားရတယ်ကောင်းကင်ကြီးဟာကြောက်တင်ဘုံပေါ်ကျေဝါလုံးနေရေးရတယ်အမေကြောင်းအမေ University အမေတက်ကလို့စတက်ရပြီကောင်းကင်ကြီးက Blackboard စာသင်ခန်းတွေကကြောက်တင်ဘုံကြီးအဲ့ဒီမှာဝါလုံးလေးတွေကကျဲကလေးတွေပေါ့ကျဲကလေးတွေပေါ့အမေနဲ့သားအဲ့ဒီကျဲတွေရွေးတန်းကစားခဲ့ကြတယ်အမေကတချို့ညတွေမှာအလင်းဆုံးကျဲလေးတစ်ပွင့်ငါသားရဲ့ရှာကြည့်စမ်းပါဦးအလကားရတယ်ကြပြမှမပေးရတဲ့ကစားနည်းနဲ့အမေဒီကျဲလေးကအလင်းဆုံးအမေရဲ့သူ့ရဲ့လင်းနာအမေတွေ့ထားတယ်သားရဲ့ကြည့်ပါအောင်သားရဲ့အမေဒီကျဲကပူလေးနဲ့ဟုတ်တယ်မဟုတ်သေးဘူးသားရဲ့သူ့ရဲ့လင်းနာအမေတွေ့ထားပြီငါသားလေးကခေါင်းလေးနောက်လှည့်ကြည့်အောင်မပေါ်နောက်လှည့်ကြည့်ဟုတ်တယ်အမေကိုကျဲလေးကပူလင်းနေအမေမဟုတ်သေးဘူးသားအမေတွေ့တဲ့ကျဲလေးတစ်ပွင့်ရှိတယ်အလင်းဆုံးလေးကျဲလေးကပန်းပေးပြီးအမေကဟုတ်ကျဲလေးကြည့်သားပြတဲ့ကျဲလေးကမလင်းဘူးလားဟုတ်တယ်နော်အမေသားပေါ်မှာအမေတဝဲနိုင်ပြီနော်အမေကအရှုံးပေးလိုက်အမေကအနိုင်ယူလိုက်အဲ့ဒါလောက်များပြတဲ့ဂရေဂရာသောကျယ်ရီတွေကအလင်းဆုံးကျယ်ရှာဓာတ်အောင်အမေသင်ပေးခဲ့တာတခါအမေရဲ့ကျယ်ရီကအများကြီးအသိအသန်းဂရေနဲ့အလင်းဆုံးကျယ်ရှာဖို့သိခက်တာပဲအမေကျယ်ကလေးလက်ကစုပ်ထဲကရှားတာမဟုတ်ဘူးသားရဲ့ကျယ်ရီအများကြီးတွေကအလင်းဆုံးကျယ်ကိုမင်းရှာတတ်မှပညာလို့ခေါ်တယ်အမေကွယ်လွန်လာနှစ်20ရှိပြီကျွန်တော်သမီးလေးလက်ဆွဲတော့အမေသမီးလေးအဲ့တော့နှစ်သမီးလေးကျွန်တော်ဇနီးနဲ့လက်တစ်ဖက်စီဆွဲလတာကဘောဝင်စိတ်ကန်းကနေအိမ်ပြန်တော့ခြေတွေကအများကြီးကျွန်တော်အမေကိုသတိရလိုက်တာကျွန်တော်ဇနီးကိုပြောပြတယ်အမေကလေဒီလိုကျေဆုံးခင်းတဲ့ညမှာငါ့ကိုလေအလင်းဆုံးကျေရှာခိုင်းတယ်အမေနဲ့ငါနဲ့အလင်းဆုံးကျေရှာရတဲ့ညတွေမနှဲပါဘူးတို့သမီးလေးလည်းအလင်းဆုံးကျေရှာခိုင်းတတ်အောင်သင်ပေးရမယ်ကျွန်တော်ဇနီးကဟုတ်တာပေါ့တဲ့ဖြတ်ဆိုအဲ့ဒီတော့မှသတိရတယ်လမ်းလျှောက်ရင်နှစ်ပေါင်း20ကြာမှနေဝင်းမြန်သားမိုက်ကသတိရတယ်။အိုးအမေကငါ့ကိုဘာဖြစ်လို့အလင်းဆုံးကျေရှာခိုင်းတာပါလဲ။ကျွန်တော်သိပြီ။နေဝင်းမြန်မင်းကိုယ်တိုင်ဘယ်တော့မှအလင်းဆုံးကျေမဖြစ်နိုင်ဘူးအမေကသိတယ်။ဘာလို့သိတာတော့အမေမို့လို့သိတာ။ဒါပေမဲ့သားစိတ်လက်ကြစရာမရှိပါဘူးသားရဲ့ဘဝမှာမေမှောင်မဲသွားစရာအကြောင်းမရှိပါဘူးအလင်းဆုံးကျေကိုမင်းရှာတတ်ရင်သူ့နောက်လိုက်သွားရုံပဲရှိတာပဲသားကြီးလောကမှာကိုကအလင်းဆုံးကျေဖြစ်ရင်အကောင်းဆုံးပါပဲအကောင်းဆုံးမဟုတ်လေကိုအလင်းဆုံးကျေမဖြစ်လေဝင်းမနေစမ်းမှနဲ့အလင်းဆုံးကျေကိုမင်းဝင်းရနိုင်ရမှာပေါ့အဲ့ဒီအလင်းဆုံးကျေနဲ့မင်းအတူတူယုံယုံကြည်ကြည်လိုက်ဝင်ရဲရမှာပေါ့ကျွန်တော်တို့အားလုံးတဦးချင်းကအလင်းဆုံးကျယ်ဖြစ်ရင်အကောင်းဆုံးပါပဲအလင်းဆုံးကျယ်မဟုတ်ရင်လည်းကျွန်တော်တို့အလင်းဆုံးကျယ်ကိုရှာဖွေအလင်းဆုံးကျယ်ကိုဝန်းရနိုင်ရင်ပြီးတာပါပဲကျွန်တော်တို့သွားရမယ့်အနာဂတ်နိုင်ငံတော်ကိုအလင်းဆုံးကျယ်ကြီးနောက်ကယုံယုံကြည်ကြည်ပညာကိုအထွတ်တက်မေတ္တာကိုတကွန်လွှားကြရင်ယုံယုံကြည်ကြည်အတူလိုက်ပါကြပါစို့လို့ပြောရင်ဒီကုန်းချုပ်ပါ